ဒိုးရှိလို့ခေါ်တဲ့ဘက်တွေမှာအုပ်စုဘယ်နှခုရှိလဲဆိုတာသိပြီးကြပြီလားရပြီးသားသူတွေရောမရသေးတဲ့သူတွေရောကျွန်တော်လည်းအတူတူထပ်ပြီးတော့လေ့လာကြည့်အောင်နော်အုပ်စုဘယ်နှခုရှိလဲဆိုရင်တော့3ခုရှိပါတယ် group 1 group 2 group 3ဆိုပြီးတော့အုပ်စု3ခုရှိတယ် group 1နော် group 1အုပ်စု1တွေကမရှိရစာလုံးက e line တိုင်နဲ့စုံတယ်ဥပမာ ikima သွားသည် nomima စတောက်သည်ဒါလေးတွေဆိုရင် group 1 group 2ကကြတော့ကျွန်တော်တို့မရှိရစာလုံးက a line တိုင်နဲ့စုံတယ်သူကဥပမာထားပေးမစာသည်ခါခဲမဖုံးဆက်သည်ဒါလေးတွေဆိုရင်ကျွန်တော် group 2တွေပြီးတော့သူ့မှာချွင်းချက် meaning လေးတွေရှိတယ်နော်ဥပမာမီမတ်ခါရီမတ်ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့က a line တိုင်နဲ့စုံတာမျိုးမဟုတ်ဘူးဒါပေမဲ့သူကချွင်းချက် meaning လေးတွေပေါ့နော်အဲ့တော့ N5 N4 မှာဆိုရင်အလုံး20ဝန်းကျင်လောက်ရှိတယ်အဲ့ဒီ meaning လေးတွေအဲ့ဒီအဓိပ္ပာယ်ပေါက်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒါအများကြီးစဉ်းစားမနေတော့ဘူး group 2တွေကိုတန်းပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ် group 3ကတော့ကျွန်တော်ဘယ်နှလုံးရှိလဲဆိုနှလုံးရှိပါတယ်နော် kimas လာသည်နဲ့ shimas ပြုလုပ်သည်ဟုတ်ပြီနော်ဒီနှလုံးကတော့ကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်ကို group 3နေဖြစ်တယ်အောက်မှာကျွန်တော်တို့ group 1 shimas နဲ့ group 3 shimas တွေရှိတယ်ဥပမာဗျာကျွန်တော်တို့ hana shimas တို့လို့ပြီးလို့ရှိရင် benkyo shimas တို့လို့ဒီလိုစာလုံးလေးတွေကြတော့ကျွန်တော်တို့ group 1လည်းရှိတယ် group 3လည်းရှိတယ်ဟုတ်ပြုလုပ်သည်ကလွင်ပေါ့နော်ပြုလုပ်သည်ကတော့လွတ်လွတ်ကျွတ်ကျွတ် group 3နော်အဲ့တော့ကျွန်တော်ဘယ်လိုခွဲကြမလဲဆိုလို့ရှိရင်ဒီမှာခွဲနည်းနံပါတ်1ကနော်ကျွန်တော်တို့က group 1 group 3မကွဲတော့ဘူးဆိုရင်အဲ့ဒီ shimas ရဲ့ရှေ့ကနေပြီးတော့ကျွန်တော်ဖြတ်ချပလိုက်ဖြတ်ချလိုက်တဲ့အခါမှာရှေ့မှာကြံခဲ့တဲ့စာလုံးနော်အဲ့တော့ရှေ့မှာကြံခဲ့တဲ့စာလုံးက noun အဓိပ္ပာယ်ချင်းအဓိပ္ပာယ်နဲ့စုံတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ group 3နော်ဥပမာမှာ benkyo shimas နော်ဖြတ်ချလိုက်တဲ့အခါမှာကျွန်တော် benkyo ကြံတယ်အဲ့တော့ benkyo ဆိုတာ noun အဓိပ္ပာယ်အနေနဲ့လည်းသုံးလို့ရတယ်စာလေ့လာခြင်းစာလေ့လာမှုပေါ့နော်လေ့လာဒီယူခြင်းဒီအနေနဲ့နောက်အနေနဲ့လည်းသုံးဝင်နေဒါကြောင့်မလို့သူက group 3เนาะဒီမှာကျွန်တော်ဘယ်ဘက်ကစာလုံးက kashimas ဖြတ်ချလိုက်ချင်မှာကျွန်တော်ခတလုံးတည်းကျန်အဲ့တော့ခငါပေးခြင်းချေပေးခြင်းဆိုတဲ့နောက်အဓိပ္ပာယ်မကျန်တာဖြစ်တော့တဲ့ကြောင့်သူက group 1နောက်ပြီးเนาะဒါ group 1ဒါခွဲနည်းနံပါတ်1ပေါ့เนาะဒုတိယခွဲနည်းကကြတော့ကျွန်တော်တို့ရာခိုင်နှုန်းတော်တော်များများမှန်ပါတယ်เนาะကျွန်တော်95ရာခိုင်နှုန်းလောက်မှန်တယ်အဲ့တော့အရေးသားလေးနဲ့ခွဲတာခန်းကြီးတစ်လုံးနဲ့ရေးထားလို့ရှိရင်ကျွန်တော်တို့ group 1တလားဟာနာရှိမတ်ခန်းကြီးတစ်လုံးပဲပါတယ်ဟုတ်ပြီနော်စကားပြောသည်ခန်းကြီးတစ်လုံးနဲ့ပါတယ်ရှိမတ်နဲ့စုံနေဒါဆိုရင်တော့နော် group 1အဲ့တော့ဒုတိယစာလုံးကြတော့ခန်းကြီးနှလုံးနဲ့ရေးထားရင် group 3ဟုတ်ပြီနော်ဥပမာခိုင်မိုနိုရှိမတ်ဟောရှိမတ်နဲ့စုံနေခိုင်မိုနိုခန်းကြီးနှလုံးပါတယ်ဒါဆိုရင် group 3ပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်တော့အားလုံးဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ကြပါမယ်ခင်ဗျာ